မင်္ဂလာပါပြီးခဲ့တဲ့တံမြာစိုက်ပျိုးနေကြောင်းမျှဝေတော့ကကျွန်တော်မိတ်ဆွေတွေမေးလေးမေးထားရှိတဲ့တံမြာသီးအသီးမသီးရတဲ့အကြောင်းရင်းတွေကတခုတက်သိနေတကွပြန်လည်မျှဝေပေးလိုက်ပါတယ်ဒီဘက်ကနေအောင်ကြီးအပြည့်ဝရတဲ့ဘက်ကတံမြာတွေကအပွင့်နေမြန်မြန်ဆန်ဆန်ပွင့်နေပါတယ်ဒီတပင်လေးကိုမှပဲနေအောင်ကြီးမရတဲ့ဘက်ကအဖိုးပွင့်သိမ့်မရှိဘူးပေါ့နော်အဖိုးလေးတွေတော့ဖူးနေပြီပေါ့နော်ဒါသူနောက်ကျဒီမှာအဖိုးလေးတွေတော့ဖူးတယ်ပေါ့နော်ဒီဘက်ကနေအောင်ကြီးတိတ်ပြဝမရတဲ့အတွက်အပွင့်ဖူးနောက်ကျရတယ်ပေါ့နော်ဒီဘက်ပြင်မှာလည်းအဲ့လိုပဲအိမ်ရိမ့်နဲ့ကွယ်နေတဲ့ဘက်ကအသီးသိမ့်မသေးဘူးပေါ့နော်ဟောသီးရင်တော့မနည်းနည်းပဲသီးတယ်အဖိုးပွင့်လည်းနောက်ကျတယ်ပေါ့နေအောင်ကြီးပြေးဝရတဲ့ဘက်ကအဖိုးပွင့်မြင်မြန်ဆန်ဆန်တွေ့ရပါတယ်ဒီလောက်ပါပဲဒါလေးလာပြောတာပါ